လုပ်ဖို့အဲ့ဒါလည်းပတ်သက်ပြီးတော့ဟောတာတွေမှတ်သားနိုင်မှတ်သားကြရအောင်အဲ့တော့ချက်နော်မှတ်သားတာပဲလူဆန္ဒကိုပထမမြတ်စွာဘုရားပြောပြလောကမှာလူတိုင်းလူချင်းတဲ့အရာလေးမျိုးရှိတယ်အဲ့ဒါဟောတယ်အဲ့နံပါတ်1ပဲနော်လူတိုင်းဟာပစ္စည်းဥစ္စာကျွဲဝါချမ်းသာခြင်းနဲ့ပြည့်စုံခြင်းရတယ်အနည်းဆုံးတထေကြီးမဖြစ်တာစားနိုင်တောက်နိုင်ဘဝမှာစိတ်တည်းနေခြင်းရတယ်ဒါလူဆန္ဒတစ်ခုပဲဒါပေမဲ့အဲ့ဒီလူဆန္ဒကိုလူတိုင်းရနိုင်သလားလို့ဆိုမရဘူးဒီလိုမှဆန္ဒမပြေကြဘူးသာဝတိစမပြေကြဘူးပစ္စည်းဥစ္စာချုပ်နေကြတယ်အဲ့လိုပုဂ္ဂိုလ်တွေနဲ့လောကမှာအများကြီးရှိတယ်ဆင်းရဲပွင့်တည်ခြင်းလို့ခေါ်တယ်ဆင်းရဲပွင့်တည်ခြင်းဟာကမ္ဘာကြီးမှာအများဆုံးပဲနိုင်ငံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းချမ်းသာတဲ့နိုင်ငံရှိတယ်ဆင်းရဲတဲ့နိုင်ငံရှိတယ်ချမ်းသာတဲ့နိုင်ငံတွေကချမ်းသာတဲ့ဆင်းရဲတဲ့နိုင်ငံဆင်းရဲလူတွေကြည့်မယ်ဆိုရင်လည်းချမ်းသာတဲ့လူကချမ်းသာတယ်ဆင်းရဲတဲ့လူကဆင်းရဲတယ်ကမ္ဘာမှာဆင်းရဲသူနဲ့ချမ်းသာသူဘယ်သူကများတော့ဆိုလူတိုင်းကအတိမတ်ပြုတ်ပြီးတော့ကိုယ်ရှိသေးရှိစကားလူတိုင်းဖြစ်တာမှမဟုတ်တာနော်ဘုန်းကြီးတွေလည်းဘုန်းကြီးတွေကဘုန်းကြီးရမဝင်ဘူးလို့ပြောရမှာသူ့အတိုင်းဝိုင်းမှာဒီတိုင်းပဲနော်သူ့အတိုင်းဝိုင်းထဲမှာကိုယ်ရှိသေးရှိဆိုတာဖြစ်ချင်ညာဒါဒုတိယဆန္ဒပဲအဲ့ဒါတော့လွယ်သလားလို့ဆိုတော့ဝယ်ယူလို့လည်းမရဘူးကြိုးစားလို့လည်းမရဘူးကိုယ်ရှိသေးရှိညာကအတိမတ်ပြုတ်လာတာတင်ပေါ်ကြောကြဖို့အဲ့တော့ပိုက်ဆံနဲ့ချမ်းသာတဲ့ကိုယ်သိက္ခာလည်းရှိတယ်နောက်တစ်ပါးလို့ခြင်းသေးတယ်ကိုယ့်ကိုမေ့ကြည့်လိုက်ကြမ်းမာခြင်းနဲ့အသက်ရှိတယ်အသက်ရှိခြင်းနဲ့လူတိုင်းအသက်ရလာလို့ရှိရင်ဆုတောင်းကြတယ်သက်ရှိပါစေကြမ်းမာပါစေသက်ကြည်လာတဲ့အခါခုနတော့ထွက်လာတော့သိငါထွက်တဲ့ကမ္မပရိသတ်ရဲ့သက်ရှိပါစေသက်ရှိပါစေဘယ်သူမဆိုသက်ရှိခြင်းညာတာပဲနော်အဲ့ဒါလူဆန္ဒဆုတောင်းလို့ရလာလို့ဆုတောင်းရတယ်မရလူတိုင်းအားသက်ရှိကြပါစေလို့ဆုတောင်းနေကြတာနော်အဲ့ဒီအချက်ကလည်းဆိုင်ရာအကြောင်းရှိတယ်အဲ့တော့ဒီအချက်ရတဲ့ပုဂ္ဂိုလ်ကလည်းရခိုင်တော်အပြင်နေပါတယ်သက်ရှိတဲ့ပုဂ္ဂိုလ်ဆိုရခိုင်တော်အပြင်နေပါတယ်ငယ်ရွယ်နဲ့ပဲသိဆုံးသွားကြတယ်အဲ့တော့လူဘဝမှာပြောနေချက်သုံးခုနော်သက်ရှိနေတယ်ဘာလို့စီဝါဥစ္စာတို့နဲ့ခြင်းနဲ့ကိုယ်ရှိခြင်းနဲ့အသက်ရှိခြင်းနဲ့ဒီသုံးခုဘဝမှာလုံလောက်သွားပြီဒါပေမဲ့နောက်ဆုံးပြောနေချက်တွေတခုကြံနေသေးတယ်အဲ့နောက်ဆုံးပြောနေချက်ကပါမနည်းရလို့သိတဲ့အခါမှာကောင်းရသူတွေပုံရောက်ခြင်းဒါနောက်ဆုံးပြောနေချက်ပဲလူဘဝအဲ့တော့လူတိုင်းမှာဒါရှိမှာပဲနော်သိရအောင်တော့ကောင်းရပုံတွေဘဝကိုရောက်ခြင်းအဲ့ဒါနောက်ဆုံးပြောနေဟုတ်ပြီအဲ့ဒါတွေကအကျိုးတရားတွေလို့ခေါ်တယ်အကြောင်းရှိလို့ဖြစ်လာတဲ့အကျိုးတရားတွေလူတွေလိုချင်တဲ့အကျိုးတရား၄မျိုးအဲ့ဒီ၄မျိုးကိုဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းရှိတာလို့ဆိုမြတ်စွာဘုရားရှိတယ်ဒါလေးကိုမှတ်ဖို့လိုတာ
နော်ဟိုကတော့လူတိုင်းရှိနေတာပဲဟုတ်ပြီအခုပြောတဲ့စိတ်ဆန္ဒပြည့်ဖို့အတွက်ကိုယ့်ရဲ့နေမှာပါရှိရမယ်ပါလို့တဲ့တယ်နော်အဲ့ဒါအရေးကြီးတယ်ပါလို့ရမယ်လုံးတယ်ဆိုတာအခုချက်ချင်းတော့ဘယ်သူမှမရကောက်ဆွဲလေးစားခြင်းတော့3မိနစ်စောင့်နော်စောင့်ရမှာပဲလေလုံးတာတော့လုံးအောင်အခုလုံးအခုဖြစ်တယ်တခုမှမရှိဘူးနော်ပမာဒကမှလည်းရှိတယ်အခုရေတွေတူအခုရေကြီးတောက်ချင်မရဘူးအချိန်တစ်ခုတော့စောင့်အခုတစ်ပင်ဆိုင်တယ်အခုဒီဖို့ဆိုမှဖြစ်နိုင်အဲ့ဒါသာထားအခုတမင်ချက်တယ်အခုစားရမရသေးဘူးဆိုင်အောင်ဆိုင်တော့ဝဲတော့မှာပြီးတော့စောင့်ရတယ်ပေါ့လားတိုင်းစောင့်နေရတာပဲအဲ့တော့ချက်ချင်းကြီးဆိုပါတော့ဘာဖြစ်တော့မရဘူးလားဆိုရဖို့အတွက်ချိန်တစ်ခုတော့စောင့်အောင်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီအကျိုးတွေကိုလိုချင်တဲ့ဆိုလို့ရှိရင်ဖြစ်စီပေးနိုင်တဲ့အကြောင်းတရား၄မျိုးရှိတယ်အဲ့ဒီပြောပါတော့နံပါတ်1ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားပြီးတော့မြတ်စွာဘုရားရဲ့အသိပညာကိုယုံကြည်တဲ့တတ္တရှိရမယ်မြတ်စွာဘုရားဆိုတာအမှန်တရားကိုဟောတဲ့ပုဂ္ဂိုလ်ပြောတာနော်ဘုရားဆိုတာအမှန်တရားကိုဟောတဲ့ပုဂ္ဂိုလ်တခင်မှတဆူပဲပေါ်တယ်အဲ့ဒီအမှန်တရားဟောနိုင်တဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်ကိုယုံကြည်မှုရှိရမယ်အဲ့ဒီယုံကြည်ခြင်းဟာဘာကိုယုံကြည်တာလို့ဆိုအသိဉာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်အဲ့ဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုလိုက်နာနော်ဒါမို့လို့တတ္တဆိုတာအရေးကြီးဆုံးပဲနံပါတ်1ယုံကြည်မှုရှိရမယ်ယုံကြည်မှလည်းလုပ်တဲ့တွေတူတယ်အဲ့တော့နံပါတ်1ကတတ္တနဲ့ပြည့်စုံဖို့လိုအပ်တယ်ရှင်နဲ့မာသရာတရားရှိပြီးဆိုကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အပြည့်ပဲပြနော်နောက်တစ်ခုကပါတော့သီလကိုကျင့်တရားကောင်းထိတ်သိမ်းဖို့လိုအပ်တယ်ကိုကျင့်တရားပြည့်ပြပြီးတော့ကောင်းတာကိုလုပ်ခြင်းမရနိုင်ကိုကျင့်တရားကောင်းဖို့လိုတယ်သီလသမ္မာဟုတ်ပြီယုံကြည်ခြင်းလည်းကောင်းတယ်သီလလည်းကောင်းတယ်အလုံးလုံးဖို့လိုတယ်လောကမှာကိုရတာတဲ့ပစ္စည်းဥစ္စာကိုလောကသားတွေနဲ့မျှဝေပြီးတော့ခံစားတတ်ရမယ်ကိုတယောက်နဲ့သုံးမယ်ဆိုရင်လူတယောက်ဟာအပိုင်းစီတိုင်းဥပမာတစ်ခုကြည့်ခွေးအုပ်ထဲမှာသီတာအောင်ပြောက်ပြမယ်ဆိုရင်အမေယူလေးတစ်ချောင်းပြစ်ထည့်လိုက်ခွေးတွေကြိုက်မကုန်ဘူးအကေးသာမြဝီခံစားရမယ်ဆိုရင်ဖြစ်เสียအကြောင်းရှိကိုရထားတဲ့ပစ္စည်းတွေကိုအလုံးနဲ့မြဝီခံစားတတ်တာစာကလို့ခေါ်တယ်နော်အဲ့ဒီစာကဆိုတာကိုမိသားစုလိုက်မြဝီခံစားရမယ်အဲ့ဒါမို့ဆိုရင်မိသားစုချင်းတော့မတည့်ဘူးမတည့်တာဖြစ်တတ်တယ်မြဝီခံစားတတ်တဲ့စာကဆိုတဲ့တရားအဝပြောရတော့ကိုယ်ရဲ့သာကြည်တတ်တဲ့ selfishness မရှိရဘူးပြောတယ်နော်ကိုကြိုးရှာသမားမဖြစ်ရဘူးအလုံးအတွက်ပဲကိုလုံးနဲ့အလုံးအတွက်ပဲအဲ့စိတ်ထားနိုင်ရမယ်လို့ပြောတာနော်စာကတိုက်တဲ့တော့ပြရမယ်ကြွေးရမယ်ရှယ်ရလို့ကုမ္ပဏီတစ်ခုထောင်နေဆိုကိုတယောက်လည်းစားကြတော့မရဘုရားနဲ့ညာစားရတာပဲမဟုတ်လားအလုံးအပြတ်ဒီစားတော့ရမြဝေခြင်းမလုပ်ဘူးဆိုရင်မြဝေမှုမလုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီကုမ္ပဏီအမအောင်ပြမှုစီပွားရေးမြဝေရတာကိုတယောက်
တယောက်ပဲစားကြလို့ရအဲ့လိုဆိုရနော်စာကသမရာမြဝေမှုနဲ့နေရနောက်ဆုံးတစ်ခုလိုအပ်ချက်ကပါတော့ပညာသမရာအသိပညာတော့ရှိဖို့လိုအပ်တယ်အသိပညာဆိုတာသင်တာတဲ့ပညာတွေအပါဝင်ပေါ့လေဘဝမှာစဉ်းရင်စဉ်းစားရတဲ့အသိပညာဆိုလို့ရနော်ဘဝမှာစဉ်းရင်စဉ်းစားရတဲ့အသိပညာဥမာပဲစီဝါရေးဆိုရင်စီဝါရေးပဲလို့တော့ပညာရေးဆိုရင်လူမှုရေးဆိုရင်လူမှုရေးသူဆိုင်ရာအသိပညာတွေဆိုတာရှိတယ်စဉ်းစားတတ်ရတယ်အဲ့တော့အလုံးပေါင်းလိုက်တော့ခုနကအကျိုးလေးမျိုးစန္ဒပြေဖို့အတွက်ဒီလေးခုဒါကအကြောင်းလေးခုလို့ခေါ်တယ်အကြောင်းနဲ့အကျိုးအကြောင်းလုံးမှအကျိုးရတယ်တမင်းချက်မှတမင်းကောင်းစားစံကောင်းကောင်းချက်မှတမင်းကောင်းကောင်းစားချက်ကြတဲ့အစညဆိုရင်ညမှာပဲလေဘယ်ပဲဖြစ်ဖြစ်ကိုကောင်းတဲ့လို့မကောင်းတာဖြစ်တယ်ဒါအကြောင်းနဲ့အကျိုးဆိုတာဒီတိုင်းပဲနော်အကြောင်းနဲ့အကျိုးဆိုတာဒီတိုင်းပဲရသော်ဗျာဟောတာလောကမှာရှိနေတဲ့အကြောင်းနဲ့အကျိုးဟောတာထွင်ပြီးတော့မဖြစ်နိုင်တာလေးပြောတာတခုမှမရှိဘူးနော်အဲ့တော့ဘုရားပြောတယ်ညောင်းနေချက်လေးရအောင်မြင်ဖို့အတွက်ယုံကြည်ချက်ရှိရမယ်ကိုယ်ကျင်သီလကောင်းရမယ်နော်အလုံးနဲ့ရှယ်ယာလုပ်ပြီးတော့သက်မွေးတတ်ရမယ်အသိပညာရှိရမယ်အဲ့တော့အသိပညာကနောက်ဆုံးအရေးကြီးဆုံးပဲလို့ခေါ်တယ်အဲ့ဒီအသိပညာရှိဖို့အတွက်တခါမလုပ်ရမလဲလူတွေကစဉ်းစားကြမလုပ်တုံးသွားတဲ့စဉ်းစားကြမတုံးမှုစဉ်းစားကြဆိုတာပါတော့မလုပ်တဲ့နာမလုပ်မိဘူးမပြောတဲ့နာမပြောမိဘူးအဲ့ဒါစဉ်းစားကြလုပ်တဲ့နာကိုလုပ်ရမယ်မပြောတဲ့နာမပြောရမသိတဲ့နာကတော့ကမှမရှိဘူးအလုံးအသိလို့ရမသိတဲ့နာဆိုတာလောကမှာမရှိဘူးသိတာအပြစ်မဟုတ်ဘူးပါကအပြစ်မပြောတဲ့နာပြောရင်အပြစ်မလုပ်တဲ့နာလုပ်ရင်အပြစ်လုပ်တဲ့မလုပ်တဲ့ခွဲခြားသိတာပညာဟုတ်လားလုပ်တဲ့မလုပ်တဲ့ခွဲခြားမသိလို့မလုပ်တဲ့နာလုပ်ရင်ဒုက္ခရောက်မှာပဲဘယ်သူပဲဖြစ်ဖြစ်မလုပ်တဲ့နာလုပ်ရင်ဒုက္ခရောက်မှာပဲနော်လုပ်တဲ့နာလုပ်ဖို့လိုတယ်အဲ့ဒီအပညာကိုလည်းကြတော့မလုပ်တဲ့နာကိုရှောင်ရမယ်လုပ်တဲ့နာကိုလုပ်ရမယ်အဲ့ဒီပညာရှိဖို့အတွက်ပညာကိုဟန်တာတဲ့အရာတွေရှိတယ်အဲ့ဒါတွေကိုရှော့ချဖို့လိုတယ်ပါဠိတော်ဆိုရင်လောဘကြီးလုံးတာရှော့ချဘယ်လိုပဲဖြစ်ဖြစ်လောဘကြီးလို့ရှိမရဘူးဈေးအောင်တာပဲဖြစ်ဖြစ်လောဘအပြတ်နဲ့သိယူလို့မရဘူးလေဟုတ်လားအပြတ်သိရကြတာနဲ့စွတ်နေတာဘယ်လိုဝယ်မလို့ရှိရွှေစိတ်တက်တယ်လို့ထောင်းတယ်အပြတ်နဲ့သိယူလို့မရဘူးအဲ့တော့လောဘကိုရှော့ရမယ်နောက်တစ်ခုကဒေါသကိုရှော့လူတွေကဒေါသလည်းမလျှော့နိုင်ဘူးလောဘလည်းမလျှော့နိုင်ဘူးဆိုရင်အောင်မြင်မှုမရနိုင်ဟုတ်လားလောဘကိုလျှော့ရမယ်ဒေါသကိုလျှော့ရမယ်နောက်တစ်ခုကောင်းတဲ့လူနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုမရှိတဲ့ထုံထိုင်မှုကိုလျှော့ရမယ်နောက်တစ်ခုကစိတ်မတည်ကြည်မှုစိတ်ပူပန်မှုတွေကိုလျှော့ရမယ်ခေမကောင်းတဲ့အချိန်မှာလက်ဖြင့်ငါပါဖြစ်မလဲသဘဲကပါဖြစ်မလဲပူနေတယ်နော်ပူနေတာအဖြစ်မဟုတ်ဘူးပူနေခြင်းကြောင့်လည်းဘာမှမဖြစ်ဘူးပူနေမဲ့အစားကနေငါပါလို့ရတယ်အကောင်းဆုံးကိစ္စတစ်ခုငါပါလို့ရတယ်ရမယ်အဲ့လိုဘာမှလုပ်လို့မဖြစ်ဘူးပရိစိတ်လို့ရတယ်ဆိုစိတ်ဟုတ်လားခုလုပ်နေလားဟုတ်လား
မဖြစ်နိုင်တာတွေတွေးပြီးတော့စိတ်ကူးနေတာလည်းပဲအသိပညာတုံ့ရဲ့အကြောင်းပဲလောက်ခဲ့ပြီးတဲ့မာတွေကိုတွေးပြီးတော့စိတ်ကူးနေတာလည်းအဖြစ်မဟုတ်ဘူးအဲ့ဒါတွေတော့အရှိသေးတဲ့ကိုယ်ခန္ဓာကိုယ်မှာမတွေးနေတာပြီးတာတွေပြီးသားသင်္ကန်းသာပဲယူလိုက်မာရင်လည်းသင်္ကန်းသာယူကောင်းတာဆိုရင်လည်းသင်္ကန်းသာယူသင်္ကန်းသာဆိုတာကိုယ်အတွက်ဟာရှောင်းရဆောင်ရအတွက်မသားချက်တစ်ခုပဲလက်ဆင့်ခေါ်တော့ပေါ့နော်အဲ့သင်္ကန်းသာယူဖို့ပဲလုပ်ရမယ်ပြန်ပြီးတော့ပူပန်နေဖို့မဟုတ်နောက်တစ်ခုကကိုယ်မသိတာနဲ့ပတ်သက်ပြီးတော့တန်တရားပွားပြီးတော့အလုံးမလုံးပဲနဲ့တရားမနေနဲ့ဆိုပါတော့နောက်ဘဝဆိုတာရှိတာဟုတ်ပါမလားနော်အဲ့တော့ဒီလိုနောက်ဘဝဆိုတာရှိရလားအဖြစ်ပါတော့ညဖြစ်ပါတော့တွေ့ဘူးနေနဲ့အဲ့ဒါတွေမတွေ့နဲ့အခုကောင်းအောင်လုပ်နေခုလုံးတဲ့အပေါ်မှာသာစဉ်းစားခုလုံးတာကသူပြောင်းထိကြိုက်သလားကိုယ်ထိကြိုက်သလားတော့အလုံးထိကြိုက်သလားဒါပဲစဉ်းစားတဏှာတွေစဉ်းစားနေကိုယ်လည်းလမ်းပြီးတဲ့ပတ်ပြီးတဲ့အရာတွေကိုစဉ်းစားပြီးခေါင်းချုပ်နေခြင်းဟာချိန်ဖြုံခြင်းနဲ့ကိုယ်ဖြစ်စီပြနေခြင်းပဲဖြစ်တယ်ဟုတ်တယ်မလားဘာရအမှန်ပဲကောင်းရှောက်နေလို့ကောင်းကုန်နေမှရလို့စပယ်ပဲကျွတ်သွားမယ်တခြားကိုယ်ပါများလို့ရှိအဲ့တော့ကောင်းမရှုံနဲ့ဘာလို့လို့ရရတယ်နော်ရတာပဲလုပ်ပြီးအကျိုးရှိတဲ့ຢာတွေတော့ကမှအများကြီးပဲတခုလုပ်နေမယ်အဲ့တော့အတိပညာရရှိဖို့အတွက်အပူတွေမစင်စားနဲ့လောဘမကြည့်လို့နဲ့ဒေါသမကြည့်လို့နဲ့စိတ်ဓာတ်မကြနဲ့နော်စိတ်တွေကိုစုပစီနိုင်ပဲနဲ့ပူလောင်မှုတွေမရှိသေးနဲ့တန်တရားတွေမထားနဲ့အဲ့ငါကိုဖယ်လိုက်လို့ရှိရင်စေတကြတာတုတ်ပေါက်လာပေါက်ရောက်လာတယ်နော်စေတကြထွက်လာအဲ့ဒီစေတကြခုနပြောတယ်ကောင်းတဲ့အကျိုးတွေကိုဖော်ဆောင်ပေးနိုင်တာပညာတပ္ပရာအဲ့ဒီပညာပြည့်စုံမှုရအောင်ဒါတွေကိုရှင်းထုတ်လိုက်ရနော်ဘာနဲ့ရှင်းထုတ်လို့ပညာနဲ့ပဲရှင်းထုတ်စေတမှုနဲ့ပဲရှင်းထုတ်ပါလူလောကမှာတန်ရှင်းလို့တယ်ဆိုတာစိတ်ကိုစိတ်နဲ့ပဲတန်ရှင်းရတယ်ပြည့်မဲ့တန်ရှင်းတာကြတော့မျက်စိတို့ရေတို့စပြားတို့တခြားကိရိယာတွေတန်ရှင်းရတယ်စိတ်ရဲ့အကြည့်ကြတော့မျက်စိမလို့စပြားမလို့နော်တန်ရှင်းတဲ့ကိရိယာဘာမှမလို့ဘာလို့စိတ်ကိုစိတ်နဲ့ပြန်ပြီးတော့တန်ရှင်းဒီလိုတွေးလို့စိတ်ကူးရင်ကိုလိုတွေးလိုက်ပျောက်သွားပြီဥပမာပါတော့စေရေကြောင်ဖြစ်ပေါ်လာတဲ့ရှုံညုံကိုပါတဲ့စီရရေနဲ့ပဲစီရအဖြစ်ကတော့သူဖြစ်တာနော်ရေကြောင်ဖြစ်တဲ့ရှုံညုံကိုရေနဲ့ပဲစီချစိတ်ကြောင်ဖြစ်လာတဲ့သို့မဟုတ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ပူပန်မှုတွေကိုစိတ်နဲ့ပဲစီတရားသွားရှာမနေနဲ့ကိုယ်စိတ်နဲ့ကိုဒီလိုတွေးရင်စိတ်ပူရင်ကိုယ်တို့တွေးပြောင်းတွေးလိုက်တော့သွားတာစိတ်ပူကြတွေးပူမှာပဲစိတ်အေးကြတွေးအေးတာပဲနော်အဲ့ဒါအဖြစ်ပဲတရားသွားရှာမနေနဲ့နော်စိတ်ကိုပြောင်းတွေးရသဗျာကိုယ်တိုင်ကိုအရိတိကိုခေါ်တာလူတွေအားရပတ်စံနဲ့ဝယ်ရတာပေါ့ဘူးစူပါမားကတ်သွားရှာမနေတယ်မရဘူးနော်စိတ်ပူရင်ကိုယ်စိတ်ကိုပဲပြင်နိုင်စိတ်ပူတဲ့စိတ်ကိုကြည်လင်တဲ့စိတ်နဲ့စီကြောလိုက်တာတရားအရာကိုနှလုံးသွင်းနေလိုက်တရားအရာကိုစိတ်ဝင်စားနေလိုက်ဥပဒေကိုပြောက်သွားလိုက်သူကဖယ်ထားလိုက်တာနော်အဲ့လိုဆိုလို့နော်အဲ့တော့ဟုတ်ပြီစိတ်ကိုစိတ်နဲ့စီကြောတန်ရှင်းလိုက်တော့စိတ်အကြည့်လေးပြသွားပြီဆိုတဲ့အခါမှာလူလောကမှာဝတ္တ
တရားရလောရမယ့်အချက်တွေရှိတယ်ကိုရှာလာတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးမလုပ်နဲ့နံပါတ်1နော်ရသော်ရဟောတာအဲ့ဒီထီအောင်ဟောတာဟုတ်ပြီစိတ်ကိုစိတ်နဲ့ရှင်းလိုက်တော့စိတ်တွေကလင်းသွားပြီဆိုရင်မလုပ်နဲ့ကိုရှာလာတဲ့ပစ္စည်းတွေကိုလဲလိုက်နံပါတ်1ကိုရှာလာတဲ့ပစ္စည်းတွေနဲ့ကိုချမ်းသာအောင်နေမိဘတွေကိုချမ်းသာအောင်ထားသာသမီတွေကိုစင်ပြေအောင်ထားတတ်နိုင်ပစ္စည်းကိုကုညီအဲ့ဒါနံပါတ်1ကိုယ်အတွက်သုံးချမယ်မိဘတွေအတွက်သုံးချမယ်ဆွေမျိုးသားချင်းတွေအတွက်သုံးချမယ်ပစ္စည်းသင်္ကားတွေကိုကုညီမယ်ဒါနံပါတ်1တော့အပဲချက်ပဲရတာတဲ့ပစ္စည်းအဲ့ဒီနေ့နဲ့ကိုယ်ရင်ကိုယ်ပါစေကောင်းတော့ကောင်းခြင်းပဲပစ္စည်းဆိုတာသိတဲ့ဥစ္စာမဟုတ်ဘူးသုံးဖို့ရှာပစ္စည်းအသိတိုင်းကျန်ရပါပဲကျန်ရတော့မှအခေါင်းနဲ့ကရုကဆိုတယ်လို့နိုင်လိုက်မှတော့ရမှာမဟုတ်ဘူးတကြွခုရဲထဲတော့ဖောက်ပြီးယူသွားတယ်အကြီးတွေပါလေကောင်းနေထဲလိုက်ဖောက်ယူလိုက်တာရှိတယ်အဲ့ဒါနော်ခုကတော့ကရုကလည်းထဲမှာမပေါ့တူတယ်ကရုကလည်းစေးတက်တယ်အဲ့တော့ပစ္စည်းဆိုတာကိုနောက်ဆုံးထွက်တဲ့ရဟိုဘက်မှာကိုပိုင်တာတခုမှမရှိဘူးလောကမှာပိုင်တော့အဲ့တော့ကိုပိုင်နေတဲ့အချိန်မှာစီမံခန့်ခွဲရမယ်အဲ့လိုစီမံခန့်ခွဲကိုရှာလာတဲ့ပစ္စည်းတွေကိုချမ်းသာအောင်နေဖို့မိဘတွေကိုကြွေးပွေဆောင်ရှောက်ဖို့သာသမီတွေကိုကြွေးပွေဆောင်ရှောက်ဖို့မိတ်ဆွေတွေကိုညီဖို့အဲ့ဒီချက်ကိုရသော်ရဟောတာဖယားဟောတာပြောတာတော့ဘုံပြောတာမဟုတ်ဘူးဘုံကဘာသာပြန်ပြီးတော့ပြောတာရှင်းပြတာဒါကပထမအချက်ဒုတိယအချက်ကဘာတော့ပြဿနာတက်လာလို့ရှိရင်ပြဿနာကာဝယ်ဖို့ဒီပစ္စည်းကိုတော့ဟုတ်ပါတယ်ခုခေတ်ဆိုပြိုင်ကာဝယ်အစပြရတယ်အဲ့ဒါကာဝယ်တာပဲဟိုနာတောင်းပေးလိုက်ဒီနာတောင်းပေးလိုက်ပေးခြင်းပေးမပေးခြင်းနဲ့ပေးကိကလေးဝါလုံးလေးနဲ့တောင်းလိုက်ပေးသွားအဲ့ဒါမှအစပြေတာတော့ဆိုရင်ကိုယ်သားတဲ့တရားရောက်မှာမဟုတ်ဘူးအလုံးကိုစပြေအောင်ပေးသွားနေတမ်းမြတ်စွာဘုရားဟောလာတဲ့တော့ပါတယ်ခုခေတ်မှာတော့အောင်မိမနေနဲ့နော်ဝါဒဂိတ်ကြီးအများကြီးပဲဝါဖို့တောင်းတဲ့ဂိတ်ကြီးပြောတယ်အဲ့ဒါတွေအများကြီးရှိတယ်လို့ပတ်စပ်ပြီးတော့မှအဆင်ပြေတာအဲ့ဒါဘာလို့ကိုရှာလာတဲ့ပစ္စည်းတွေကိုဘဝအဆင်ပြေဖို့အတွက်သုံးချခြင်းပဲဒါလည်းသုံးချတာတခုပဲလေနှုတ်စေကိုပြဿနာဖြစ်နေပါပြီအဲ့ဒါလည်းပြေးတယ်အေးတော့ကြကျော်လွားအဲ့လိုကျော်လွားဒါတခုနှစ်ခုရှိနော်တတိယတစ်ခုကဘာလို့ဆိုရင်တရေဝိပေးရတဲ့ကိစ္စတွေအခွန်ဆောင်ရမယ်ဆောင်ရမှာပဲဒါလည်းအခွန်ပေးနောက်ဆွေတွေမျိုးတွေကိုညီမှန်ပြီးတော့ကုသိုလ်လုပ်ဒါလည်းပုပ္ပပိတ္တပဏိတို့ခေါ်တယ်ဒါလည်းလုပ်ရမှာပဲအိမ်မှာဒီယောဖလာပူဇော်တဲ့တတ်တွေရှိတယ်အဲ့ဒီတတ်တွေကိုလည်းပဲအမြဝေရပေးတာကလုပ်ဒါလည်းပဲတူတူပဲနော်အခွန်ဆောင်တာကရာဇပတိတို့ခေါ်တယ်တတ်တွေကိုလူရတတ်တာကဒေဝတာပတိတို့ခေါ်တယ်နောက်ဆွေတွေမျိုးတွေကိုဝယ်တော့တဲ့ပိုးပွားပြီးအထူးသဖြင့်တော့တရုတ်လူမျိုးတွေကလည်းဒီစသလုပ်နေတာ ancestor worship ဆိုတာနော်ပိုးပွားပြီးပါတယ်ကြောအဲဆိုတော့ပွဲဒါပဲရတဲ့ကြတဲ့လောက်တာရှိနော်ပိုးပွားပြီးပါတယ်ကြောပွဲအဲ့ဒီပွဲလို့ကသူကဒါလည်းပဲကိုပစ္စည်းကိုသုံးချပြီးတော့လူရကျေစုစတဲ့ပွဲပဲနော်အဲ့ဒါကို
ဘပိတပတိလို့ခေါ်တယ်ညာတိပတိစာကိုယ်ဆွေမျိုးတွေတဲ့မပြည့်မစုံတဲ့ပုဂ္ဂိုလ်တွေပေးကိုပေးဆွေတွေအိမ်လာတဲ့ဧည့်သည်တွေပါလေဧည့်သည်တွေပါလေရောက်လာရင်လည်းထိုက်တဲ့တော့ပေးအဲ့ဒါလှုပ်တဲ့လှုပ်တဲ့တာလူရင်ကြည့်မှုရလှုပ်တဲ့လှုပ်တဲ့တာကိုပြောပြတချို့နိုင်ငံတွေမှာဒါမလုပ်တော့ဘူးနော်တချို့နိုင်ငံတွေမှာဒါမရှိတော့တော့မရှိတော့အဲ့တော့ဒါကရင်ကျေးမှုတစ်ခုပဲနော်ရင်ကျေးမှုတစ်ခုပဲအဲ့ဒါကတတိယအချက်စတုဒ္ဓအချက်ကတော့ဘာလို့ကုလို့ဒါနကောင်းမှုပြုတာဒါဆယ်ကတစ်ခါတစ်သက်မှတစ်ခါနှစ်ခါမွေးနေ့တို့ဘာလို့ဒီလိုလုပ်တာဒါတစ်သက်မှတစ်ခါမွေးနေ့ဆိုတယ်ဟုတ်တယ်မလားမွေးနေ့မွေးလာမွေးရက်စားတစ်သက်မှတစ်ခါရှိတာလေအဲ့လိုကုသိုလ်ကောင်းမှုနဲ့လို့အဲ့ဒီနဲ့ကိုရှာလာတဲ့ပစ္စည်းတွေကိုသုံးချရမယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဘဝမှာကျင့်တဲ့ဆရာကောင်းပြီကိုလုံးတဲ့နာတွေလုပ်ပြီးပြီအလုပ်ကိုကျင့်တဲ့ဆရာကောင်းတယ်လူအနေနဲ့လည်းဝိရကြည့်တယ်ပစ္စည်းအနေနဲ့လည်းတကယ်ကိုစနစ်တကျအသုံးဆွဲခဲ့တယ်ဆိုတော့အဲ့ဒါမှကိုကျင့်တဲ့အားရစေတဲ့အချက်တွေပဲနော်အဲ့ဒါလေးအနှစ်ချုပ်ကိုပြပြီးတော့မှတ်ရအောင်အနှစ်ချုပ်ပြမှတ်ပြီးလူစနာလေးကိုဖြစ်ချင်တဲ့အရာလေးကိုစီပါဥစ္စာတို့တဲ့ချင်တယ်ကိုယ်တည်းရှိချင်တယ်အသက်ရှိချင်တယ်သိပြီးရင်ကောင်းရတဲ့ဒီပေါ်ရောက်ချင်တယ်ဒါပထမအဲ့ဒါပြည့်စုံဖို့အတွက်တတ္တသဗ္ဗရာယုံကြည်မှုနဲ့ပြည့်စုံရမယ်သီလသဗ္ဗရာကိုကျင့်တရားကောင်းရမယ်စာဂသဗ္ဗရာကိုလျောက်တဲ့သုံးပဲဆိုတဲ့စိတ်ဓာတ်မရှိဘူးမြဝေသုံးသွဲတတ်ရမယ်ပညာသဗ္ဗရာလုံးတဲ့တာနဲ့မလုံးတဲ့တာခွက်ချက်သိရမယ်ဒါကအကြောင်းလေးမျိုးပညာသဗ္ဗရာဖြစ်ဖို့အတွက်ပါရရှိရမယ်လောဘမကြည့်လို့နဲ့ဒေါသမကြည့်လို့နဲ့နော်စိတ်ဓာတ်တွေမကြနဲ့နောက်တကမပူပန်နဲ့လုပ်ပြီးတယ်မလုပ်ပြီးတာတွေနဲ့ပတ်သက်ပြီးပူပန်မနေနဲ့တန်တရားတွေဖြစ်မနေနဲ့အဲ့ဒီဟာငါးခုဖယ်လိုက်လို့ရှိရင်ပညာတိုးတက်သွားပြီပညာတိုးတက်သွားပြီးတဲ့အခါကိုရှာတာတဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးသုံးချတယ်ဆိုရင်ဒီကိုယ်အတွက်ကိုမိဘအတွက်ကိုမိသားစုအတွက်ကိုမိတ်ဆွေတွေအတွက်ကိုကြီးထောက်ပံ့ကြိုးပွေးတာဒါနံပါတ်1နံပါတ်2ကပြဿနာကြုံလာလို့ရှိရင်မဆက်ပေးတာပေးဖို့လည်းထားရအောင်နော်ပေးရဆိုတာကိုကပေးရကများတယ်အရင်ကတလားမှတည်းရပဲပေးရအခုက every day အပေးရဖြစ်ပေးရအတွက်ထားဒုတိယတတိယကဘာလို့ဆိုလို့ရှိရင်ဝတ္တရားရကိုယ်လာတဲ့အတဲ့ပဲဖြစ်စေနော်ကြွေတာမွေးတာဒီကနာကိုယ်ဆွေမျိုးပြပါတွေကိုရည်စူးပြီးတော့ကိုယ်တို့ကောင်းမှုပြုတာမင်းဆိုရတာတွေကိုခွန်ပတ်တာပေးတာအဲ့ဒီလုပ်ရလည်းလုပ်အောင်နောက်ဆုံးတစ်ခုကဘာလို့ကုသိုလ်လုပ်အလုံးမမိသားတော့အဲ့ဒါဆိုလူဘွားကျင့်တဲ့ဆရာကောင်းပြီလို့မြတ်စွာဘုရားကပတ္တကမ္မသုတ်တမှာအဲ့ဒါဟောတာနော်ခုပါမဟုတ်မြတ်စွာဘုရားဘာလို့ဒါတွေကိုသိနေတာလို့ဆိုဘဝပေါင်းများစွာဖြတ်တန်းလာတဲ့အတွေ့အကြုံတွေရှိတယ်အဲ့ဒီအတွေ့အကြုံတွေကနေအကောင်းဆုံးရွေးထုတ်ပြီးတော့ပေးတယ်အဲ့ဒီတိုင်းလိုက်တာချက်တော့ပဲဆိုရင်ဘဝမှာအလုံးစပြည့်တော့မှာပါအစမပြည့်တဲ့အခါကျတော့လေသိခံပြီးတော့ကြောဖြစ်တာအဲ့ဒါဆိုဒါကြောင့်မြတ်ဗုဒ္ဓရဲ့ဆုံးမတဲ့ဒီမိမိဘဝကိုနေနိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရတဲ့ချရအောင်
လုံးကဲ့ဆိုမယ်ဣဒံမေပုညံနိဗ္ဗာတတပစ္စယောဟောတုယနေ့ယခုအထုပြုလုပ်ကြရသောသိက္ခာဝရပူဇာကထခြင်းအလုတော်မင်္ဂလာအရုံးစံစကခြင်းအလုတော်မင်္ဂလာနေဇံစကခြင်းအလုတော်မင်္ဂလာတို့ကိုကျင့်ပပြုလုပ်ကြပါကုန်၏ကြွရောက်ချီးတော်မူကြသောသံဃာတော်အရှင်မြတ်တို့၏မျက်မှောက်၌တရဏဂုံသီလကိုစောင့်တည်ကြပါကုန်၏ပရိတ္တယာအနုမောဒနာဩဝါဒတရားတို့ကိုနာယူကြပါကုန်၏သံဃာတော်ရှင်မြတ်တို့အားသင်္ကန်းစာရှိသောတတ္တဝဝတ္ထုတို့ကိုဒုဓမ္မကုန်၏စံခဲဝေဘောဇင်အာဟာရတို့ကိုဒုဓမ္မကုန်၏ကျောင်းအလူပညာရေးအလူစေပစ္စည်းအလူအလူတို့ကိုဒုဓမ္မကုန်၏ဝတ္ထုမွေတို့မှာဖြစ်ပေါ်လာသောဤညောရာပစ္စည်းတွေပါကိုဒုဓမ္မကုန်၏သာသနာတော်ဝင်သီလရှင်ဆရာတို့အားဒုဓမ္မကုန်၏သိမ့်တွေကာလအခါသမယဝေတတ္တဗဝတ္ထုအစုစုတို့ကိုဒုဓမ္မကုန်၏ဝတ္ထုဝေတို့မှာဖြစ်ပေါ်လာသောပစ္စည်းတွေပါကိုဒုဓမ္မကုန်၏ဓမ္မပူဇာတရားတော်ကိုပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလုပ်ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဘုရားကကိုအမိအဖအဖို့ဘွားစေမျိုးညာတိတို့အားကုသိုလ်များဝေငါပါကုန်၏သာသနာတော်ဆောင်တဲ့လောကဆောင်တဲ့တို့အားကုသိုလ်များဝေငါပါကုန်၏ဒီတော်တို့နေထိုင်ရာမြို့ရဒေသတို့၌ရှိကြကုန်သောဓမ္မပေါင်းတို့အားကုသိုလ်များဝေငါပါကုန်၏ဒီကြောင့်၌အတွင်တိုင်းရှိကြကုန်သောဓမ္မပေါင်းတို့အားကုသိုလ်များဝေငါပါကုန်၏32ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်များကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကုသိုလ်များအမြယူတော်မူကြပါကုန်လော
ကြာရောက်ချင်းမြောက်တော်မူပါသောကျေးဇူးတော်ရှင်ပပခါကျုပ်ဆရာတော်ဘုရားကြီးနှင့်တကွတန်ဃာတော်ရှင်သူမြတ်များဧပရိသတ်ပေါင်းသူတော်ကောင်းတို့ခင်ဗျာယနေ့နက်ခင်းစင်ရင်ကျင်းပပြုလုပ်အပ်သည့်အခမ်းအနားကိုဗုဒ္ဓသာသနာစီရန်တိတ်တုသုံးညရွတ်ဆိုပြီးအောင်မြင်စွာပြီးမြောက်ကြမှာဖြစ်ပါတယ်ဗျာဆရာတော်ဘုရားကြီးအားသင်္ကန်းအစရှိသော